အယောင်ဆိုးချင်တာနော်စပင်ဖြောက်မှလား စီမပြောက်တော့ဒီတိုင်းလေးပဲအယောင်လေးပဲဆို ဒီတိုင်းလေးပဲကြိုက်ရလားနော်ဆိုးချင်တဲ့အယောင်ရော စိုးတဲ့နေရာကလေနည်းနည်းလိမ့်မော်ရအဲ့လိုအဖြော့လေးပုံနေ တိမ်မော်ရောင်ချွတ်စစ်ချွတ်လို့ရလား ချွတ်စိုးမချွတ်တော့ ချွတ်စစ်မချွတ်တော့ဘူးနော်ချွတ်စစ်မချွတ်ဆိုကြလိမ်မော်တော့အရင်တော့တောက်ရတော့မရအောင်နော်လိမ်မော်နည်းနည်းပေါ့ဟိုကာလာနည်းနည်းတော့ရင့်မှာပေါ့လိမ်မော်ရောင်နည်းနည်းမမိန်လေးနဲ့ကာလာနည်းနည်းရင့်မှာဒါပေမဲ့မျက်နှာတော့လင်းနေလေ ဒီလေးလိုက်မဲ့ပုံနေ တောက်တာဒီမျိုးအရင်တော့တောက်ရမဟုတ်ပေါ့ကာလာတော့အလိမ်မော်တော့ဒီချက်နည်းနည်းလေးနဲမှာလေဟုတ်တာအရင်တောက်ကြအမဲထွက်လာကြအရင်ကွဲမှာဆိုလို့လေဒီကဟိုဘယ်လိုမျက်နှာနဲ့တိတ်မလိုက်မှာဆိုလို့ပေါ့နော်တိမ်မော်ရောင်ဒီမှာတော့အရင်တော့မရှိဘူးအနည်းစားဆုံးဒီလိုမျိုးလောက်ပဲဒါပေမဲ့ဒီလိုမျိုးအရင်တော့တောက်မှဖြစ်လို့လေဒီလိုကာလာမျိုးလောက်ပေါ့ ဟုတ်တယ်လေးနဲ့တက်တောက်ဘူး ဒီချက်ပိုတောက်ချင်လား ပတ်ချချွတ်စေးတော့ချွတ်လို့ ချွတ်စေးတော့မချွတ်နော်ဒါပေမဲ့တောက်လေးဖြစ်ချင်တာနော်အတန်းနဲ့တော့တောက်ရဆုပ်ပေးမယ်ဒါပေမဲ့တင်တော့ဟိုချွတ်စေးချွတ်ထားတယ်လို့ဒါမှမဟုတ်ဘယ်လိုလဲအယောင်ခံဝိုင်းရှိထားတယ်လို့တောက်ရတော့မဖြစ်ဘူးလေ So come pick up your